ကြည်သွားတဲ့ချိန်ပေါ့နော်ဒီမနက်တော့အလှူသွားပါတယ်မွေးနေ့နဲ့ရှင်ပြုအလှူကျွေးရတာငချောင်းနှက်ပြီးလို့ရှင်ဝတ်သားဟင်းငရုတ်တီတောင်းကျော်တရက်ချင်းတော့အလဲရတော့ပဲစိခါပေါ့နော်စိခါတော့မပေါ့ပြီးရင်ဒါကတော့အချိုးပွဲလက်ဖက်ဒါကညောင်ရွှေမှာသွားတာပေါ့နော်အဲ့တော့ဒါအင်းသားတွေကျွေးအင်းသားစာပေါ့ပြီးတော့ကျတော့အပေါ်မှာတရားကအပေါ်မှာကိုရင်ရှင်ပြုနေတဲ့ဥစ္စာကိုသွားပါတယ်ပြီးတော့တငယ်ချင်းတွေနဲ့ပြန်လာပြီးတော့တိန်ချင်းဆိုင်မှာထိုင်ပါတယ်ဒါကတော့ပန်ကိတ်ကင်းတက်မှာညောင်ရွှေမှာရှိပါတယ်သူကညောင်ရွှေဖောင်းတော့စိတ်ကိုသွားတဲ့ဒေါ်ညွန့်ရီခေါက်ဆွဲဆိုင်လမ်းရဲ့နောက်လမ်းကြားထဲမှာရှိတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နှစ်ပေါင်း10နဲ့ချီပြီးစားနေကြပါတော့သူမှာပန်ကိတ်ဆိုရင် chocolate cheese banana အစုံရပါတယ်